Hello ညီကိုတွေအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United အသင်းနဲ့ Chelsea အသင်းတို့ဟာဆိုရင်တော့ကျွန်တော်တို့ဒီညကျွန်တော်တို့တနားရီခွဲအချိန်မှာရှင်ပြိုင်ကစားကြမှာပေါ့လေ Manchester United အသင်းဟာပြီးခဲ့တဲ့တစ်ပတ်ကဒါကျွန်တော်တို့ Leeds United အသင်းကိုရှုံးနိမ့်ခဲ့ပြီးတော့ပေါ့နော်ဒါကျွန်တော်တို့နောက်တန်းခံစစ်တကယ်ကျွန်တော်တို့ United အသင်းအားကိုးနေရတဲ့ကျွန်တော်တို့ရဲ့ခံစစ်မှုပေါ့လေဒါလီဆန်ဒရိုမာတီနက်ပေါ့လေလီနဲ့ပွဲမှာကျွန်တော်တို့လီကစားသမားကိုစပင်ဆွဲတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကျွန်တော်တို့ဒိုင်လူကြီးကဒါသူ့အနီကက်နဲ့တိုက်ရိုက်ထုတ်ပယ်ခဲ့ပြီးတော့သုံးပွဲပဲပြစ်ဒဏ်ခံရတယ်ပေါ့လေဒါကကျွန်တော်တို့ပြီးခဲ့တဲ့လီနဲ့ပွဲရပေါ့လေဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အဓိကအကြောင်းရင်းကအခုကျွန်တော်တို့Chelsea နဲ့ Manchester United အသင်းကံမဲ့ပွဲမှာကျွန်တော်တို့ Manchester United အသင်းရဲ့အဓိကနောက်ခံကစားသမား၄ယောက်စလုံးမပါဝင်နိုင်ဘူးပေါ့လေဒီပွဲမှာအဓိကနောက်ခံကစားသမား၄ယောက်စလုံးမပါဝင်နိုင်တဲ့ဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ပေါ့လေဒါ Chelsea ကိုကျွန်တော်တို့ဘယ်လိုတောင်သွားပြီးရှင်းပြိုင်ကစားကြမလဲဆိုတာ Michael Carrick အနေနဲ့တော်တော်ကြီးကိုဒါစဉ်းစားရခက်တဲ့အဖြစ်ပုံစံတစ်ခုဖြစ်သွားပြီ။ဘာဖြစ်လို့လဲဆိုတော့ဒါ Harry Maguireမပါဝင်နိုင်ဘူးကျွန်တော်တို့မာတင်နဲ့မပါဝင်နိုင်ဘူးဒီလစ်မပါဝင်နိုင်ဘူးအခုကျွန်တော်တို့ချက်စီကိုတွားတဲ့အချိန်မှာလဲလေ့ကျင့်ရေးကွင်းမှာကျွန်တော်တို့အားကိုးလို့ရမယ်ဆိုတဲ့ကစားသမားခန်းစစ်ကစားသမားလန်နီယိုကိုလည်းလေ့ကျင့်ကွင်းမှာတန်ရန်ရတော့တဲ့အတွက်ချက်စီနဲ့ပွဲကိုလွှဲချော်သွားပြန်ပြီဆိုတော့ဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါလုံးဝအခက်ခဲကြုံတွေ့သွားရတဲ့အနေအထားတစ်ခုပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Manchester United အသင်းမှာဒါနောက်တန်းခံစစ်ဘဟုခံစစ်နေရာမှာကစားနိုင်တဲ့သူကဒီ၄ယောက်ပဲရှိတယ်။ဒီ၄ယောက်မှမရှိရင်ကျွန်တော်ဘယ်သူ့ကိုသွားတုံးလဲ။ဒါကျွန်တော်တို့ Michael Carrick အနေနဲ့တကယ်ကိုခေါင်းစားတဲ့အနေအထားတစ်ခုရောက်သွားပြီ။ Chelsea အနေနဲ့ဒါသူ့အနေနဲ့တန်ရာပြဿနာရှိရဆိုပေမဲ့ကျွန်တော်တို့ Manchester United အသင်းလောက်မစိုးဝါးခဲ့ဘူးပေါ့လေ။ဒီနေရာမှာကျွန်တော်ပြောချင်တာကဒါ Manchester United အသင်းအနေနဲ့ခံစစ်နေရာမှာလူရှောကြည့်မယ်ဒါသူဘဟုခံစစ်ကစားသမားမဟုတ်ဘူးပေါ့လေဒါလူရှောရှိမယ်ဟဲဗန်ရှိမယ်မတ်စတာဝီရှိမယ်ဒါလော့ရှိမယ်ဒီ၄ယောက်ကိုသူ့အနေနဲ့နေရာအပြောင်းလဲတွေလုပ်ပြီးတော့သုံးနိုင်ဖို့အလားလာတစ်ခုဒါပဲရှိတယ်ဒီအချိန်မှာကျွန်တော်လူရှောကိုကျွန်တော်အထင်တော့ဒါဘယ်တောင်မှခံစစ်နေရာမှာကျွန်တော်မထားချင်ဘူးဘယ်ခံစစ်နေရာမှာလူရှောကိုအတွင်းဝင်လိုက်နောက်ပြီးတော့ဒီမာစတာဝီကိုလူရှောနေရာမှာဆော့ခိုင်းတာပို့ပြီးတော့ကျွန်တော်တို့ Manchester United အသင်းအနေနဲ့အတိတ်ပဲပြည့်စုံလိမ့်မယ်လို့ထင်တယ်အခုလိုမျိုးရှင်နေတခုမှာကျွန်တော်တို့ခံစစ်သမားဘဟုခံစစ်ကလူရှောကကျွန်တော်တို့အနေနဲ့ဒါဘယ်လိုပဲဖြစ်ဖြစ်ပို့ပြီးတော့အတွေ့အကြုံရှိတဲ့ကစားသမားတစ်ယောက်ပေါ့လေခံစစ်ဘဟုခံစစ်နေရာမှာလည်းသူ့အနေနဲ့ကစားဘူးတယ်ပေါ့လေဒါလူရှောရဲ့ဟဲဗန်ရဲ့ဘဟုခံစစ်နှစ်ယောက်တွဲထားလာကျွန်တော်တို့ဒီညာဘက်ခံစစ်ကတော့ဓာတ်တော့ပဲပေါ့လေဘယ်ဘက်ကိုတော့လူရှောနေရာမှာတော့ကျွန်တော်တို့ဒါမတ်ဆာဝီကိုထည့်သားလို့ရှာတယ်။မိုက်ကယ်ကားရအနေနဲ့ဒါကစားခွက်ကလည်းသူ့အနေနဲ့၄နှစ်၃နှစ်ပုံစံမျိုးကြီးသွားမှာပဲတေးကြသလောက်။ဘာဖြစ်လို့လဲဆိုတော့မိုက်ကယ်ကားရကကျွန်တော်တို့ခံစစ်၃ယောက်ထားပြီးဆော့တတ်တဲ့အလေးကျင့်လည်းမရှိဘူးပေါ့လေ။ဒါဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းဒါမိုက်ကယ်ကားရပွဲထွက်လာမယ်ဆိုရင်တော့ဒီညအတွက်ရှက်စီကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အခြေအနေတစ်ခုမှရှိတယ်။ကျွန်တော်ဘာဖြစ်လို့အခုလိုမျိုးပြောရလဲဆိုလို့ရှိရင်Manchester United အသင်းအနေနဲ့ Chelsea နဲ့ကအခုလောလောတဲ့အချိန်တွေမှာရမှတ်က9မှတ်ပဲကွာတယ်တကယ်လို့ဒါကျွန်တော်တို့ Chelsea ကိုရှုံးခဲ့မယ်ဆိုရင်ရမှတ်4မှတ်နဲ့လက်ကျန်5-6ပွဲလောက်နဲ့ဒါဘာမှမဆိုဖြစ်သွားနိုင်တယ်အခုချိန်မှာကျွန်တော်တို့ကဒါနောက်ပွဲမှာလည်းကျွန်တော်တို့အားထားရတဲ့ဒီခံစစ်ကစားသမားတွေကပါဖို့မပါဖို့ဆိုတာမသေးကြဘူးဒါကြောင့်ကျွန်တော်ပြောတဲ့ line နဲ့ခံစစ်ကို4ယောက်တန်းလဲစော့ကျင်တယ်ဆိုရင်တော့ဒီပုံစံသွားမှာပဲအဆင်ပြေမယ်ကျွန်တော်တို့အနေနဲ့ဒါဘယ်လိုပြောရမလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒါကွင်းလေတန့်ကြီးပေါ့လေသူ့ကိုလည်းနောက်တန်းကိုပြန်ရှပြီးတော့ဘဟုကန်တဲ့နေရာမှာကစားမယ်ဆိုရင်လည်းကွင်းလေမှာလုံးဝဒါအားနေသွားမယ်အနေအထားတစ်ခုနောက်ကွင်းလေမှာလည်းဒါကျွန်တော်တို့တန့်ကြီးရမရှိလို့မဖြစ်ဘူးကစားသမားဒါကြောင့်ကျွန်တော်ပြောတဲ့ line နဲ့ပဲ၄ယောက်ကိုခံစဲမှာဒါလူရှော့မတ်စတာဝီဒါလော့ဟဲဗက်ဒီ၄ယောက်ကလောလောဆယ်မှာတော့
ဒါအသင့်တော်ဆုံးလို့ပြောလို့ရတယ်တိုက်စစ်ပိုင်းကတော့ကျွန်တော်အနေနဲ့ထွေထူးထူးပြောစရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ Manchester United အသင်းမှာတိုက်စစ်အားကောင်းတယ်ကိုသွင်းတဲ့ကစားသမားတွေလည်းအများကြီးရှိတယ်အဓိကခံစစ်ကပြဿနာပေါ့လေဒီပွဲမှာ Michael Carrick အနေနဲ့ Chelsea ကိုဘယ်လိုရှင်ပြိုင်ကစားသွားမလဲဆိုတာကျွန်တော်ညီကိုကြီးကွန်မန့်မှာဝင်အောင်မှတ်ချက်ပေးခဲ့ကြပါအားလုံးကျေးဇူးတင်ပါတယ်